လုံးဝစောင့်ကြမလို့တော့ပါဘူးအခုဝယ်အခုစီးလို့ရပါပြီကာညာနာမှာနံပါတ်ယူမဲ့အချိန်တစ်ရက်နှစ်ရက်ပဲပေးပါကဲအမေးများတဲ့ VGB U70 Pro တွေပြန်ရောက်ပါပြီစောင့်ကြမလို့တော့ပါဘူးနံပါတ်ယူခဲချစ်တန်းစီရုံမှာပဲဝယ်သူအမည်ပေါက်နောက်ဆုံးနံပါတ်နဲ့ရန်ကုန်လိုင်စင်လည်းရရှိမှာဖြစ်ပါတယ်ဒီကားလေးတွေကလူကြိုက်အရမ်းများပါတယ်ဘာကြောင့်လူကြိုက်များလဲဆိုရင်ဒီ3200အောက်ကဒီ China brand တွေထဲမှာဆိုရင်ဈေးလဲတင်တယ်ဈေးတင်တဲ့ပြုံမှာသူ့ရဲ့ပေးထားတဲ့ performance ကလည်းအရန်ကောင်းတယ်အောက်ပိုင်းမြင့်မယ်ခုံသုံးနှမ်းပါမယ် function တွေဆိုရင်လည်းသူ့အနေနဲ့သူစုံစုံလင်လင်ဖြစ်မယ်နောက်ဘုံမော်တာထိုင်ကုန်မော်တာ panorama roof နဲ့ပါမယ် engine power ဆိုရင်လည်း 1.5 ကိုမှ7 speed gear သုံးတာဖြစ်တဲ့အတွက်စီးစားလည်းတက်တာဖြစ်ပါတယ်ဒီကားလေးကိုဝယ်ခြင်းလို့စောင့်နေတဲ့ customer တွေလည်းအခုဆိုရင် COA လည်းကြပါပြီနံပါတ်ယူခဲချစ်နာမည်ပေါက်လည်းရမှာဖြစ်ပါတယ် COA မကြခင်ဝယ်ယူထားတဲ့အကိုတွေအမတွေကိုလည်းဒီရက်ပိုင်းမှာကျွန်တော်နံပါတ်ယူခဲချစ်နဲ့အမြန်ဆုံးကားအံ့နံပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဝယ်မယ်ဆိုရင်လည်း stores အနေနဲ့အဖြူလေးတွေနောက်ထပ်3စီးလောက်ဂျန်ပါသေးတယ်အယောင်နဲ့လိုချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာအမဲတို့ခဲတို့ရရှိအောင်မှာဖြစ်ပါတယ်ဒီကားလေးရဲ့လက်ရှိဈေးနှုန်းကတော့1980အပေါင်းဝင်ငွေကုန်အပြီးစီးနဲ့ရရှိမှာဖြစ်ပါတယ်အလဲထက်လုပ်မယ်ဆိုရင်လည်းမိတ်ဆွေတို့မှာရှိတဲ့ကားတွေနဲ့လာရောက်ပြီးတော့အလဲထက်လုပ်လို့ရမှာဖြစ်ပါတယ်အရှိကြနဲ့ဝယ်မယ်ဆိုရင်လည်းကျွန်တော်တို့ဂျိုးမဘန် AR ဘန်တခြားအားသာဘန်လေးနဲ့လည်းချိတ်ဆက်ပြီးဝယ်ယူလို့ရမှာဖြစ်ပါတယ်9နှစ်ယူမယ်ဆိုရင်တစ်လကို30ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်down payment အနေနဲ့ဆိုရင်တော့1000ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပါတယ်အဲကြောင့် VGB U70 Pro ဝယ်မယ်ဆိုရင်ကျွန်တော်တို့ Great Friendship ကိုသတိရလိုက်ပါအလဲအထက်အရစ်ကြအားလုံးအဆင်ပြေအောင်လုပ်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Great Friendship ကမြတ်သေးပါ